အားလုံးပဲမင်္ဂလာပါဆရာကတော့ဒေါက်တာကျော်ဖြစ်ပါတယ်ဆရာဒီဗီဒီယိုလေးမှာသင်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ဆရာတို့တရားအစားထိုးပေါ့နော်အင်္ဂလိပ်လိုကတော့ artificial sweetener လို့ခေါ်တယ်ဗမာလိုကတော့စီးကျိုတရားတနည်းအားဖြင့်ဆေးတရားပေါ့စသဖြင့်ပေါ့နော်တရားအစားထိုးချိုးအောင်သုံးတယ်ဒီဆေးတရားအုပ်စုတွေပေါ့နော်အဲ့ဒီဆေးတရားအုပ်စုတွေ artificial sweetener အုပ်စုတွေကကျန်းမာရေးအတွက်ထင်သလိုမကောင်းဘူးလို့တပည့်ချိုကပြောပြလိုက်တယ်ဆိုတဲ့အကြောင်းလေးကိုဆရာပြန်လဲပြောပြချင်လို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့ WHO ရဲ့ report ကို New York Times သတင်းစာမှာတော့ဒီ2023မေ15ရက်နေ့ကပေါ်ပြထားတာလေးပေါ့နော်အဲ့တော့သူကဘယ်လိုပြောထားလဲဆိုတော့ဆရာတို့ကဒီခုနပြောတဲ့တရားအစားထိုးစီးရုံတရားအုပ်စုစေးတရားအုပ်စုတွေကိုအရင်တော့ကတော့သူကမဝအောင်ဒါမှမဟုတ်ဝိတ်ကြအောင်ပေါ့နော်နောက်တစ်ခါကျတော့ဒီစီးဂျိုယောဂါတွေနှလုံးယောဂါလေဖြတ်ယောဂါစသဖြင့်ပေါ့နော်ဒါမျိုးတွေမဖြစ်အောင်အဝါလွန်တာတွေမဖြစ်အောင်သုံးလို့ရတယ်ဆိုပြီးဆရာတို့ကကျမကြီးတော့ကောင်းတယ်ဆိုပြီးတော့ထင်ခဲ့ကြရဲပေါ့ထင်ခဲ့ကြနော်အဲ့လိုထင်ခဲ့ရခြင်းအကြောင်းရင်းမှာကလည်းသူကဘယ်လိုပြောကြလဲဆိုတော့အဲ့ဒီခုနဒီ artificial sweetener ပေါ့စေးတရားအုပ်စုတွေကတော့ချိုတော့ချိုဒါပေမဲ့သူတို့ရှိမှာဒီကလိုရီလို့ခေါ်တဲ့ခန္ဓာကိုယ်အတွက်ဒီစွမ်းအင်ဓာတ်တွေမပါဘူးပေါ့အဲ့တော့ကလိုရီကဟိုများဝိုင်းရင်မကောင်းဘူးပေါ့နော်ဝါလာတယ်ဆိုတာလည်းဆရာတို့ကလိုရီစားတာများရင်ကနေတစ်ဆင့်ခန္ဓာကိုယ်ကဒီပုံနေတဲ့ကလိုရီကိုအစီအဖြစ်ပြောင်းလဲသိမ်းဆဲတယ်အဲ့အနီမစင်လူကဝါလာတယ်ဝါခြင်းရဲ့နောက်ဆက်တွဲမှာစီဂျိုတို့သွေးတိုးတို့နော်နှလုံးတို့လေဖြတ်တို့စသဖြင့်ပေါ့ဒီမျိုးယောဂတွေဖြစ်လာတယ်ပေါ့အဲ့တော့ဒီခုန artificial sweetener စေးတရားအုပ်စုကကြတော့သူကချိုတော့ချိုတယ်ဒါပေမဲ့လို့ကလိုရီမပါတဲ့အခါကျတော့သူကချိုပေမဲ့နည်းနည်းလေးထည့်ရုံနဲ့တင်ချိုတယ်ပေါ့နော်အဲ့တော့ချိုပြီးတော့ကလိုရီအများကြီးမပါတဲ့အခါကျတော့မဝစေဘူးပေါ့မဝစေတဲ့အတွက်ကိုဒါအဝါလွန်တာတွေကာကွယ်ဖို့ခုနပြောသလိုပေါ့နော်ပိန်ချင်လို့သုံးလို့ရတယ်ဆိုပြီးဆရာတို့ကပြောခဲ့ကြတာပေါ့ဒါပေမဲ့အခုတကယ်လက်တွေ့သူတည်နာပြုချက်တွေမှာဆိုရင်တော့WHO ကဘယ်လိုပြောလာလဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပေါ့နော် WHO ကဘယ်လိုပြောလာလဲဆိုတော့နော်ဒီအဲ့ဒီစေးတရားအုပ်စုတွေကတဲ့ထင်တယ်လို့တကယ်ကျန်းမာရေးတော့ကတော့မကောင်းလှဘူးပေါ့နော်အဲ့တော့ဒီသူတည်နာ result ကိုသူကပြောပြတာပေါ့နော်သူတည်နာပြုချက်တွေအရာမှာသူကဒီပိန်အောင်လို့ weight ကိုထိန်းနိုင်အောင်လို့သုံးတာလည်းမကောင်းပေါ့ပြီးတော့ရေရှည်သုံးလာပြီဆိုရင်ခုနကပြောသလိုစီဂျိုဖြစ်တာတို့နှလုံးလေဖြတ်ယောဂါတွေကိုသူကမကာကွယ်နိုင်ပါဘူးပေါ့နော်မကာကွယ်နိုင်ပါဘူးဆိုပြီးတော့သူကပြောလာနော်အဲ့တော့အဲ့လိုမျိုးတွေကိုကာကွယ်ခြင်းတဲ့အတွက်ကိုဒီဟာတွေသုံးမယ်ဆိုတဲ့ဟာကိုသူကမသုံးဖို့အတွက်ကိုဟိုသူကမသုံးစေချင်ဘူးပေါ့နော်မသုံးစေချင်ဘူးဟိုအခက်မသိရင်တော့မှတော့ပါတယ်ဆိုတော့ဒီရေရှည်သုံးပြီဆိုရင်ခုနပြောတဲ့ဟိုဆရာတို့ကာကွယ်နိုင်မယ်လို့ထင်တယ်စီဂျိုဒီနှလုံးလေဖြတ်ယောဂါစတာတွေကိုပို့အောင်ဖြစ်စေနိုင်ပြီဆိုပြီးတော့ပြောနော်ဒါပေမဲ့ WHO ကတခုတော့ထည့်ရေးထားတယ်ပေါ့နော်အဲ့တော့သူခုပြောတဲ့ report ဒီဒါစီးဂျိုမဖြစ်သေးတဲ့လူတွေအတွက်ကိုပြောတာပါပေါ့နော်။ဘာလို့စီးဂျိုဖြစ်ပြီးသားလူတွေအတွက်ကိုတော့ဒီ report မှာမသက်ဆိုင်ပါဘူးဆိုပြီးတော့သူကထည့်ရေးထားတယ်ပေါ့နော်။အဲ့တော့ဆရာတို့ကနည်းနည်းလေးဆရာရှာဖတ်ကြည့်တဲ့အခါကျတော့စီးဂျိုသမားတွေမှာတော့ဆရာတို့ကဒီအချိုကလည်းစီးဂျိုသမားဆိုတာဆရာတို့ပြောနေကြပါတော့။အချိုကြိုက်လို့စီးဂျိုဖြစ်တယ်။စီးဂျိုဖြစ်တော့အချိုမစားခိုင်းဘူးပေါ့ကြောင်းဝင်။အဲ့မှာနေပို့ပြီးတော့ရှုပ်ကုန်တာပေါ့နော်။အဲ့တော့အချိုနည်းနည်းအာသာပြေလေးထည့်ခြင်းရင်တော့ဆရာတို့စီးဂျိုတရားလေးနည်းနည်းသုံးဆိုပြီးတော့ဆရာတို့ပြောကြတော့ရှိရပေါ့ဒါပေမဲ့အဲ့မှာလည်းအဲ့လိုပဲပေါ့နော်ရှာဖတ်လိုက်တဲ့အခါကျတော့ဆရာတို့ကအများကြီးသုံးရင်တော့လည်းမကောင်းဘူးလို့ပြောပါနော်အဲ့တော့နည်းနည်းအနည်းချင်းလောက်သုံးရင်လည်းသုံးပေါ့နော်ဒါပေမဲ့အဲ့လိုအရင်အများကြီးသုံးတာကတော့စီးဂျိုတရားလည်းမသုံးတာတော့ကိုကောင်းတယ်ပေါ့နော်သူအဲ့လိုမျိုးတွေပြောထားတာရှိတယ်ခုနဆရာဖတ်ပြသွားတဲ့ဆရာပြောပြသွားတဲ့ဒီ New York Times မှာပါတဲ့ report ထဲမှာတော့ WHO ကတော့ဒီစီးဂျိုသမားအတွက်ကိုပြောထားတာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့စီးဂျိုမဖြစ်သေးတဲ့လူတွေမှာလည်းဝိတ်ကြခြင်းလို့ဒါမှမဟုတ်ဝိတ်လျှော့ခြင်းလို့နော်ခုနပြောတဲ့ယောဂတွေမဖြစ်စေခြင်းလို့ဆိုပြီးတော့ဒီလိုမျိုးတရားအစားထိုးစေတရားအုပ်စုတွေကိုမသုံးသင့်ဘူးလို့ဆရာတို့ပြောထားတာပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းလေးကိုဆရာပြန်လဲဝေမျှပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တခုတော့ရှိရပါဆရာတို့ကဒါကတော့အမြဲတမ်းဟိုနောက်ပိုင်းမှာလည်းနောက်ထပ်သူတည်နာအသစ်တွေကတော့ထွက်ရှင်နေထွက်လာအောင်ပေါ့နော်ဒါပေမဲ့အခုလက်ရှိဒါသူတည်နာထွက်ပြီးသား result တွေအရာတော့ WHO ကတော့နောက်ဆုံးအဲ့လိုပြောထားတယ်ဆိုတဲ့အကြောင်းလေးကိုဆရာတင်ပြပေးခဲ့တာအားလုံးကျေးဇူးတင်ပါတယ်ညမှာပြောရှင်ကြပါစေလို့လည်းဆုတောင်းပေးပါနော်